Yo guys အားလုံးမင်္ဂလာပါကျွန်တော်တို့မောင်ကောင်းမှဖြစ်ပါတယ်အားလုံးကျွန်တော်တို့ Survivor Series Attack လေးရဲ့ episode 2ကနေပြန်လာကြိုဆိုလိုက်ပါတယ်ဒါနဲ့အခုကျွန်တော်ဒီမှာဘာပစ္စည်းတစ်ခုမှမရှိတော့ပါဘူးဘာလို့မရှိတော့လဲဆိုတော့သိချင်ဒီဗီဒီယိုလေးကိုသာကြည့်လိုက်ပါတော့ကျွန်တော်မနေ့ကတယောက်တည်းဆော့ရတယ်ကျွန်တော်မိုင်းသွားတူးတာပေါ့နော်အမှကျွန်တော်ကလည်းလမ်းပြောက်ပြီးတော့အပေါ်တက်ဖို့လမ်းရှာနေတာအမှကျွန်တော်မတော်တဆအောက်ကိုပြုတ်ကြပြီးရှော့ရတာပေါ့နော်အမှသာကြည့်လိုက်ပါတော့ကျွန်တော်ဒီအထက်ကဘာမှဖြစ်သေးဘူးကျွန်တော် copper stone တွေတူးတယ်ပေါ့နော်ကျွန်တော်အပေါ်ပြန်တက်မယ်ဆိုပြီးတော့နောက်ကျတော့ကျွန်တော်အနောက်ဆုတ်လိုက်တဲ့အချိန်မှာသွေးနှဲနေရတဲ့ရုတ်တရက်သိသွားတာပေါ့နော်အမှကြည့်လိုက်ကျွန်တော် block နဲ့ဆင်ပြီးတော့အပေါ်တက်မလို့မတော်တဆအောက်ကိုကျပြီးတော့ကျွန်တော် short bra သားသွားတာပေါ့နော်အမှကျွန်တော်အဲ့ဘက်ကိုခုံမလို့လားမသိဘူးအော်ကျွန်တော်ဒီဘက်ထိဘာမှမဖြစ်သေးဘူးကျွန်တော်ဒီဘက်ကိုခုံတဲ့အချိန်မှာလားမသိဘူးဖြစ်သွားတာအမအဲ့လိုနဲ့ပဲကျွန်တော်ပစ္စည်းတွေအကုန်ပြောင်းသွားတယ်ပေါ့နော်ဒါနဲ့ကျွန်တော်ဒီ series လေးရဲ့နာမည်ကို Mount Calm Kingdom လို့နာမည်ပေးပါမယ်ကျွန်တော်အဲ့နာမည်လေးကြိုက်လို့ပါဒါနဲ့ဒါက episode 2ဖြစ်ပါတယ် episode 1တော့ channel ထဲမှာဝင်ကြည့်နိုင်ပါတယ် okay ဒါနဲ့ကျွန်တော်တန်နေကြိုရသလိုပဲကျွန်တော်တကယ်ချင်းတန်နေတာမသိဘူး okay ကျွန်မတန်6တုံးရှိတယ်ပေါ့နော်ကျွန်တော်တန်6တုံးနဲ့ကျွန်တော်မိုင်းသွားတူးမယ်ပေါ့နော်ကျွန်တော်မိုင်းတွင်းတစ်ခုဖောက်ထားတယ်အဲ့မိုင်းတွင်းထဲမှာဂူရှိတယ်ပေါ့နော်အရင်ဆုံးအိတ်လာအောင်မယ် wait monster ပဲခဏဒီနားလေးမှာအိမ်မယ် okayဒါလည်းကျွန်တော်တကယ်ချင်းလည်းခဏနေဝင်လာမယ်ပေါ့နော်အရင်ပိုင်းတော့လီလီဆိုတဲ့တယောက်ပေါ့နော်သူလည်းခဏနေဝင်လာမယ်ကျွန်တော်တို့အခုကတော့ကျွန်တော်စပါးတစ်ခုပြောင်းတယ်ကျွန်တော်တို့အခုမိုင်းတူးရမယ်အရင်ဆုံးဒီတန်6တုံးနဲ့ဟိုလောက်လိုက်အောင်မယ် iron pickaxe လေးတစ်ချောင်းလောက်လိုက်မယ် okay ကျွန်တော်မိုင်းသွားတူးမှာဆိုတော့ iron pickaxe တစ်ချောင်းလောက်လိုက်မယ်ပြန် sword တစ်ချောင်းလောက်လိုက်မယ်ပြန်ဒိုင်းကလေးတစ်ခုလောက်လိုက်မယ်ပေါ့နော် okay အခုကျွန်တော်မိုင်းနဲ့ဆင်းကြပါမယ်ကျွန်တော်မီးလိုက်နေရတော့မထုံးထားရသေးဘူးအဲ့ဒါကြောင့်ကျွန်တော်မောင်နေတယ်အဲ့အောက်မှာဂူလေးရှိတယ်ဗောနော်အဲ့ဂူထဲမှာ iron တွေပါတယ်ရှိတယ် okay wait ဘာမှမမြင်ရအောင်ဒီမှာ okay ကျွန်တော်အောက်ကိုဆင်းရအောင်မယ်ခဏဘယ်လိုဆင်းရမလဲ okay တွေးတော့နည်းနည်းလျော့ပါတယ်ဘာဖြစ်အစ် okay ဒီလို okay ကျွန်တော်အောက်တော့ရောက်ပြီကျွန်တော် iron တွေလိုတယ်ဗောနော်ကျွန်တော်ဒီမှာ iron တွေမရှိဘူးအဲ့တော့iron လည်းကျွန်တော်မရှိတယ်ခဏနေတော့ iron တွေဘာမှရှိပြီကျွန်တော်မှ torch လည်းမပေါက်တာကျွန်တော်ပထမတစ်ခါဝင်ခဲ့တော့ torch တွေပေါ့နော်ဒီမိတိုင်းတွေက okay ခဏဒီအောက်မှာရှိသေးလားမသိဘူးဒီအောက်မှာတော့မောင်နေတယ်အော်ဒီမှာ redstone တော့မတူတော့ပါဘူးကျွန်တော်တို့အထက်ကလို့ကျင်တာတော့ iron ပဲပေါ့နော်ကျွန်တော်ဒီနေ့အပိုင်းမှာတော့ nether portal ရအောင်စောက်ပါမယ်ဒီ episode 2မှာပေါ့နော်ကျွန်တော်ငယ်ချင်းနဲ့ nether portal ရအောင်စောက်ပါမယ်ပေါ့နော် okay ခဏiron နေရမရှိတော့ဘူးလားကျွန်တော် iron ရှာနေတာဒီနေ့ iron full အမှလည်းရအောင်လုပ်မယ် okay ဒီမှာ iron တွေတွေ့ပြီ okay နေအောင်ဒီအောက်မှာရှိတယ်ဒီအောက်မှာကျွန်တော်တည်ခဲ့တာဒီအောက်မှာကျွန်တော်တည်တာ what okay ရေတော့ iron 2မယ်ကျွန်တော်ပစ္စည်းတွေလည်းမရှိတော့ဘူးကြာသွားလို့လားမသိဘူးခဏနေအောင်ခုနအပေါ်မှာ iron တွေ့လိုက်တယ်လို့ပဲနေအောင် iron ငါ iron တွေလိုနေတယ်ခဏလောဆိုကျွန်တော်အစာမယူခဲ့ရအောင်အစာလည်းပြန်တက်ယူအောင်မယ်အခုလည်းတော့ဘာမှမစားသေးဘူးဒီမှာ iron တွေကျွန်တော် iron တွေတူးမယ်ပေါ့နော်ကျွန်တော် nether portal လုပ်ဖို့ကတော့ lava တွေလိုတယ်ကျွန်တော် lava တွေလိုတယ်ခဏနေအောင်ဒီမှာကျွန်တော်တို့ဘာကြီးအောင်ဒါဟွာ squish ကရတဲ့ဟိုလေစိုင်းပုတ်တွေပါတယ်မှာနည်းနည်းအယောင်တွေလက်ဝအောင်လုပ်ပေးတဲ့ဥစ္စာဘာလဲတော့ကျွန်တော်လည်းသိချင်မသိဘူးပေါ့နော်wait ခဏကျွန်တော်ဒီမှာခိုးလေးနည်းနည်းတူးအောင်မယ်ခိုးရည်လည်းကျွန်တော်လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့အပေါ်မှာခိုးသိမ့်မရှိတော့နေအောင်ကျွန်တော်လမ်းပြောင်းနေပြီဝုတ်ဒီမှာလည်း iron တွေရှိတယ်ကျွန်တော်တို့ iron တွေတူးမယ်ပေါ့နော်ကျွန်တော် iron တွေအများကြီးလိုတယ်ကျွန်တော်တည်ရတာဆိုတော့ကျွန်တော် iron full အမှရမှာဖြစ်မယ် iron ကတော့18တုံးရတယ်ကျွန်တော်ဒီမှာ torch လေးနည်းနည်းလုပ်လိုက်မယ်ကျွန်တော်အပေါ်ပြန်တက်ရမယ်နေကျွန်တော်လမ်းပြောင်းနေဝါကျွန်တော်ငယ်ချင်းလာကြိုခိုင်းတာတယ်သူလည်းဂိမ်းနဲ့ join လာပြီလို့ပြောတယ်စာတန်းကတော့မတွေ့သေးဘူး wait okay what the fuck နေရောခဏလာဘာမှာတော့ကျွန်တော်တိုင်ပတ်နေပြီဘိုက်ကလည်းစာနေတယ်လမ်းပြောက်ပြီးတော့ zombie တွေပါတက်လို့မသိဘူးဘိုက်စာပြီးတိနေအောင်မနေအောင်လာဘယ်ဘက်မှာကျွန်တော်သိချင်မမိတော့ခဏလမ်းကဘက်မှာလဲနေအောင်ဒီအောက်ဘက်မှာလားဒီအောက်ဘက်တက်ဆက်သွားရင်
ဘယ်ရောက်မလဲမသိဘူး။အော်မကျွန်တော်ငယ်ချင်းလာပြီကျွန်တော်ငယ်ချင်းလာပြီ။သူစလန်းကြည့်ပြီးတော့သွားမယ်။ Okay ။ခဏwait a minute ခဏတော့သူစီသွားရအောင်မနေရော Okay အသားပေးအောင်ငါတော်တော်ဘိုက်စားနေပြီကွာအသား please Okay ကျွန်တော်ဒီမှာဘာကြီးလဲငါကျွန်တော်နာမှာအကောင့်လေးတိတ်မတွေ့ဘာလို့လဲမသိဘူး what တုံတော့အဲ့တော့ကျွန်တော်ငါပဲစားကြတယ်ပေါ့နော်ငါကင်ခဏနေပါအပေါ်ဒီပေါ်တက်တာမှာနော်လာခဲ့ခဏနေအောင်နေဘယ်နားမှာလဲလမ်းပြောင်းနေပြီကျွန်တော်ကလည်းနေအောင်လမ်းအောင်လာအော်ဒီမှာခဏနေအောင်ငါလမ်းတွေ့လိုက်တယ်ခဏအိုး creepers နေကျွန်တော် creeper ရှိကျွန်တော်တွေ့ရတယ်သုံးလုံးမကျွန်တော်လာခဲ့အဲ့ creeper အဲ့ခဏ okay တော်သေးတော့ဒိုင်းကကဲသွားတာမအရုံးနေ Okay ကျွန်တော်သားနည်းနည်းပြအောင် Okay ပြလို့ရှိရင်ကျွန်တော်တို့ဟွာလုံးမယ် torch လေးလောက်ရမယ်နေအောင်ပြလို့ရှိရင်ကျွန်တော်အပေါ်လေးပြန်တက်ရအောင်မယ် Okay ကျွန်တော်မှာအရုံးနေကျူရမယ်ကျွန်တော်အခုကအရုံးကရွှေထက်ရှာနေပြီလဲခဏဒီဘက်တက်သွားရင်ဘယ်ရောက်မလဲဟောဒီမှာလမ်းပိတ်ကြီးကွာလမ်းကတော့အပိတ်ကြီးခဏနေရောအပေါ်တက်မဲ့လမ်းအော်ဒီမှာ Okay အပေါ်မှာညအောင်ရောက်နေပြီကျွန်တော်တကယ်ချင်းမှာအဲ့ရမရှိတော့ကျွန်တော်အဲ့လိုတော့ရမှာမဟုတ်ဘူးခဏ Okay ကျွန်တော်အပေါ်တော့ပြန်ရောက်ခဲ့ပါပြီအရုံး19လုံးရခဲ့ပါတယ် Okay နေအောင်ခဏ red ကျွန်တော်အိမ်လဲချက်ရမယ်နော် Okay ကျွန်တော်အရုံးလေးကြိုလာတယ်ဒါကတော့အမဲသားပေါ့နော်ကျွန်တော်တကယ်ချင်းဟာလေကျွန်တော်နဲ့ဆွဲလာရင်ကျွန်တော်ဘိုက်တော့စားနေကြည့်လိုက်အောင် Okay နောက်တော့သူယူသွားပြီခဏ Okay ကျွန်တော်ဘိုက်တော့တော်ပြည့်နေပါပြီwait a minute ကျွန်တော်မနှမရောက်သေးဘူးလားမောင်းနေပြီကျွန်တော်ညဘက်ကျတော့နည်းနည်းအနေရများတယ်ပေါ့နော်ကျွန်တော် monster တွေနဲ့ Okay ကျွန်တော်စိုက်ခင်းနေလဲပြတ်နေပြီခုနကdrown မှသာလောက်လိုက်တာကျွန်တော်တန်6တုံးတော့ရပြီကျွန်တော်တို့အာမလောက်ထားလိုက်မယ်တတုံးတော့ပို့တယ် Okay ကျွန်တော်ဒီနေ့ full အာမလည်းရအောင်လုပ်ရမယ်အဲ့တော့အထက်ကကိုကတော့နှစ်သားပေါ်ထည့်ရအောင်လုပ်မယ်ပေါ့နော် wait ငါနေငါဖက်နှက်လုပ်ဖို့တတုံးလို့နေဖက်နှက် Okay ကျွန်တော်ဖက်နှက်လုပ်ရမယ်နေအောင်ကျွန်တော်ဘောင်းမီလည်းလုပ်ရအောင်ဘောင်းမီဖက်နှက်လည်းရပြီအုတ်ထုတ်လည်းရပြီအာမလည်းရပြီကျွန်တော်ဘောင်းမီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဦးဆုံးကိုကတော့ရပြီပေါ့နော်ကျွန်တော် full အာမရတော့မယ် Okay ဒီမှာကျွန်တော်စပားတွေကမကြည့်ဘူးဟို drown တွေလုံးလို့အဲ့ drown မှသားတယ်ဘလို့ကောင်းမလို့မသိဘူးခဏကျွန်တော်မှစားစရာလည်းဘာမှမရှိဘူးဘာရလဲစားနေ wait နေကျွန်တော်ငယ်ချင်းပဲရောက်ပါ Okay ဒီမှာတော်သေးရပါမှာသူ့ရဲ့ငါးလေးတွေကျွန်တော်ခိုးရလိုက်မယ်သူ့ရဲ့ငါးလေးခိုးရလိုက်မယ်နေအောင်ကျွန်တော်သူ့ရဲ့ငါးနှစ်ခုလောက်ယူရလိုက်မယ်ရှိမှဇွန်ပီကကျွန်တော်ကြိုးစုံနေပြီခဏဟဲ့ Okay ကျွန်တော်သူ့ရဲ့ငါးနောက်တစ်ခုယူလိုက်မယ်အမဇွန်ပီသားထည့်ပေးလိုက်မယ်သူမသိသူလာပြီသူမသိဘူးဟဲ့ဆုံးမဒီဆုံးမဘယ်ရောက်လာတာတော့ငါသွေးတိတ်ပြီဒီဆုံးမတိတ်ငါဓမ္မနဲ့လိုက်ခုံမှာဒီဆုံးမငါဓမ္မနဲ့လိုက်ခုံမှာရှော့ပြီဟာတော့ကျွန်တော်အစိတ်မိနေတယ်ကျွန်တော်မှနွားနုလည်းမရှိဘူးခဏနေကြလို့ရှိရင်တော့အစိတ်ပြေပါမှာဒါပေမဲ့သွေးရတစ်စက်ပဲကျွန်တော်တဲ့အဲ့သွေးတဒုံးတော့မဟုတ်တော့တပိုင်းOkay ဒါနဲ့ကျွန်တော်ဟိုမှာ sugar cane တွေလည်းစိုက်ထားပါတယ်ကျွန်တော်မနေ့တော့စိုက်တာပါနော် Okay ကျွန်တော်ဒီမှာ what တတ်မယ် Okay ကျွန်တော်ဒီမှာလောလောဆယ်အခုဖြစ်နေတာဘာအခက်အခဲဖြစ်နေလဲဆိုတော့စားနပ်ရိက္ခာရှာပါနေတယ်အဲ့လေwait ခဏဒီနားမှာဘာမှမရှိဘူးလေဒီနီးနားတော့ဝိုင်းမှာမိုင်းတွင်းလေးတွေဘာလေးရှိမလားတော့ဟိုမိုင်းတွင်းကကြတော့ကျွန်တော်တူးပြီးသွားပြီဆိုတော့ဘာမှတိတ်မရှိတော့ဘူးလေ
ကျွန်တော်မိုင်းတွေနောက်တစ်ခုလောက်ထပ်ရှာရမယ်နဲ့တူတယ်။နင်ဒီမိုင်းတွေမှာပါရှိတယ်မသိဘူး။ဘရာဘာမရှိဘူး။ဘာမရှိပါဘူးခဏโอเคဒီမိုင်းတွေကတော့ဘာမှမရှိဘူးကျွန်တော်နောက်ထပ်တွင်းလောက်လိုက်ရှာအောင်မယ်။ โอเคဒီမှာရှိတက်လာမယ်ကျွန်တော်ဘိုက်စာနဲ့ကျွန်တော်အစာယူခဲ့ဖို့မေ့တယ်မေ့ခဲ့တယ်ပြောတာကျွန်တော်ဒီမှာခြေဦးတက်ရရှောက်သွားနေ wait ခဏဒီတော့ကျွန်တော်တက်ပဲသွားလာလမ်းတော့မမိပါနဲ့အနောက်တက်ပြန်သွားရောက်ပြီโอเคခဏကျွန်တော်ဘိုက်တော်တော်စာနေတယ်သူသားအစိမ့်နေဖြစ်နေနေအောင်ဒီနားမှာမိုင်းနွင်းနဲ့ကြီးလေးမရှိဘူးလားငါဒိုင်မွန်လဲရှာရအောင်မယ်ငါခုလည်းဒိုင်မွန်မရသေးဘူးဒိုင်မွန်လည်းမရသေးဘူးမိုင်းတွေဒီမိုင်းတွေရောโอเคခဏဒီမိုင်းတွေအိုးနည်းနည်းနှက်တယ်ကွာနင်ငါခိုးတွေတူသွားလိုက်မယ် torch လုပ်လို့ရအောင်โอเคကျွန်တော်ပြလို့ရှိရင်တော့ torch လုပ်ပြီးမိုင်းတွေနဲ့ဆင်းမယ်ပေါ့နော်အကြိုက်တော့မဆင်းဘူးကျွန်တော်အစာသိမ့်မပါလို့โอเคဒီမှာရေတွေလာခဏနေရောရှေ့တက်ဆက်သွားမယ်ဇွန်ဘီနှစ်ကောင်လားရော့တေရှော့โอเคနေရောကျွန်တော်တပတ်ဆိုလို့ရှိရင်ကျွန်တော်အပြင်ပြန်ရမှာโอเคဘယ်ဘက်ရမလဲဒီမှာရေခဲပြင်ရှိတယ်နေကျွန်တော်မိုင်းတူးမယ်ပေါ့နော်မိုင်းတူးရမယ်โอเค wait ခဏမ iron နဲ့ကျွန်တော် iron နဲ့လည်းရှိတယ် iron ကတော့ကျွန်တော်ရတဲ့လောက်တူးရမှာပဲ backup တွေလောက်အောင်မယ်ပေါ့နော်တော့ဒီမှာ lava ကန်ရှိလို့ရှိရင် backup 10ခုလောက်ပြီး lava 10ခွက်တခါလေးခတ်သွားမယ်အဲ့ဒါမှအိမ်ရောက်နေတာပေါ်တယ်လောက်ကိုအဆင်ပြေမှာပေါ့နော်နင် skeleton ကလာစားနေတယ်ရော့ okay skeleton ကျွန်တော်လာစားနေတယ်အိုးမအောက်မှာ lava ရရှိတယ် damn bro ခဏနေအောင်ကျွန်တော်ဒီရေလေးနဲ့အောက်ကိုဆင်းသွားလိုက်မယ် okay okay ခဏကျွန်တော်ရေလေးနဲ့အောက်ကိုဆင်းသွားလိုက်မယ်ဒီနားမှာ diamond ရှိမယ်နဲ့တူတယ်ကျွန်တော်ဒီမှာကြောက်အမဲရောင်နဲ့တွေ့တယ်ကြောက်အမဲရောင်နေတော့ဘယ်လိုခေါ်လဲမသိဘူးwait ခဏကျွန်တော်အခုအမြင့်ကဘယ်လောက်ရောက်နေလဲမသိဘူးကျွန်တော်miner တွေပါမဖွင့်တော့ကျွန်တော်ဖွင့်ရမယ်နောက်နေ့မှာရောခဏကျွန်တော်ဒီနားလေးမှာ diamond လေးတွေပါလေးတွေရှာလိုက်အောင်မယ်ရှိပါမလားမသိဘူးရှိမယ်လို့တော့ထင်တာပဲကျွန်တော်တို့ diamond ရှိပါစေလို့တော့ဆုတောင်းပါတယ် okay ခဏနေအောင်တပတ်ပြန်သွားမယ်တပတ်ခုနအနောက်ဘက်မှာတော့ဘာမှမရှိဘူးပေါ့နော် okay တပတ်မှာလည်း lava ကန်ကြီးပဲရှိတယ်အဲ့ဒါကျွန်တော် bite အားစားနေပြီခဏကျွန်တော်အစာလေးတစ်ခုမှမယူခဲ့ဘူးမိုင်းညွန်းထဲမှာလည်းစားလို့ရတာဆိုလို့ zombie သားနဲ့ spider eye ပဲရှိတယ် wait နေရောတပတ်မှာ redstone တွေပဲရှိတယ်ကျွန်တော် diamond လိုချင်တာလေသူက redstone တွေပဲရှိတယ် what the ခဏနေရောဒီဘက်မှာရောဒီပေါ်ဘက်မှာရောပါရှိလဲမသိဘူးခဏနေကျွန်တော်အဲ့ဘက်ကိုနောက်မှသွားမယ်တော့မီးကတော့ထုံးစရာမလိုတော့မလာကန်နေနဲ့လင်းထိန်နေရောပဲခဏနေအောင် diamond ကဘာမှရှိလောက်လဲdiamond ကဘာမှရှိလဲမသိဘူးကျွန်တော်တို့တပတ်မှာရှိလောက်မလားမသိဘူး diamond ရမှအိမ်ပြန်မယ်ဒါပေမဲ့ diamond ရမှအိမ်ပြန်မယ်လုံးမရဘူးကျွန်တော်တို့လောဆယ်လုံးလို့မရဘူးဘာလို့လဲဆိုတော့အခုကျွန်တော် bike ကိုကြည့် bike အားစားနေတဒုံးမဲကျွန်တော်လေ what the fuck စားစရာလည်းဘာမှမရှိဘူးဘယ်လိုလောက်အောင်ကောင်းမလဲကျွန်တော်လမ်းချေဦးတဲ့ရှောက်သွားဆိုလမ်းကလည်းမှတ်တော့မမေ့ရဒါပေမဲ့ကျွန်တော်တငယ်ချင်းပြောပြဖို့တိတ်အဆင်မပြေဘူးခဏဒီဘက်မှာဘာရှိအောင်မလဲအိုးမ iron တွေပဲရှိတယ် diamond လို့ကျွန်တော်ဒီမှာ gold တွေလည်းရှိတယ်နော်ကျွန်တော်တငယ်ချင်းကတော့ gold တွေကြိုက်တယ်ကျွန်တော်ကတော့ gold တွေအဲ့လောက်မကြိုက်ကျွန်တော် diamond ပဲကြိုက်တယ်ခဏကျွန်တော်တို့ကျွန်တော်သွေးရောနေပြီကျွန်တော်စာပြီးတော့ဘိုက်စာပြီးတော့သွေးရောနေပြီကြည့်အောင်တဒုံးမှမရှိတော့သွေးတစ်စက်ပဲကျန်တဲ့အထီရောမှတရားကျွန်တော်သိတယ်ကျွန်တော်ဘယ်လိုလုပ်အောင်မလဲခဏ
What the fuck no 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 ရွေးချက်စမ်းကျွန်တော်တေခံလိုက်ရတော့မလားမသိဘူးဝေးနှမျိုးတော့နှမျိုးစရာကြီးကျွန်တော်မ Iron Full အားမလည်းရပြီးသွားပြီဆိုတော့နည်းနည်းနီလန်းရှာဖွေကြည့်လိုက်ရမယ်ဘယ်လိုလောက်ကောင်းမလဲလို့ခဏကျွန်တော်ဒီအပေါ်ဘက်မှာချက်ကြည့်လာအောင်မယ်ကျွန်တော်တကယ်ချင်းလည်းဒီလိုလာဖို့အဆင်ပြေမှာမဟုတ်ကျွန်တော်ရောက်လာတာအဝေးကြီးပဲကျွန်တော်ပြန်လာတော့ကိစ္စမျိုးတိုင်းဟိုသွားတီသွားနဲ့အိမ်ရောက်အောင်ပဲဒါပေမဲ့ပြောပြဖို့ကကြတော့နည်းနည်းခက်ခဲရှိခဏ wait ကျွန်တော်မှရွေးချက်စေရမရှိတော့အသေးခံမရမယ်နဲ့တူတယ်ဘယ်လိုလောက်ကောင်းမလဲမသိဘူးခဏကျွန်တော်တသားတွေလည်းကုံတော့မယ်နောက်ကြလို့ရှင် torch down လုပ်လို့ရတော့မှာမဟုတ်ဘူး wait spider noမတင်နဲ့ okay spider I စားလိုက်မယ် okay oh ဘိုက်တော့ပြည့်တယ်ဒါပေမဲ့အစိတ်မိသွားတယ် oh my god ကျွန်တော်တို့ spider အိုင်းစားတာလည်းအလုံးမဖြစ်ဘူး zombie သားစားတာလည်းနည်းနည်းတော့ပြေးလို့ရမယ်နဲ့တူတယ်ဒါပေမဲ့ zombie တွေလည်းမတွေ့ကျွန်တော်တို့အပေါ်zombie သားစားရေးအပေါ်ပြန်တက်ပေါ်မှာဖြစ်နိုင်ရဲ့အဲ့တော့ကျွန်တော်မှရွေးချယ်စရာတစ်ခုပဲရှိတော့တယ်အဲ့ဒါကျွန်တော်အသေးခံဖို့ပဲကျွန်တော်အမိုင်တော့နှမျိုးပါတယ်ဒါပေမဲ့ဘိုင်ဖဲငါတကောင်ကြုံမယ်โอเคအခုကတော့ကျွန်တော်ကိုမိုင်းတွင်နဲ့ကိုပြန်လာပြီးတော့ iron တွေပြန်တူးနေရပါတော့ကျွန်တော်တငယ်ချင်းနဲ့လည်းပါတယ်ကျွန်တော်တို့ဒီမိုင်းတွင်ထဲမှာ lava can တွေရှာပြီးတော့ကျွန်တော်နေတာပေါ်တယ်ဆောက်အောင်မယ်ပေါ့နော်โอเคခဏ iron တွေရပါမရှိလောက်လဲဆိုတော့ဒီပေါ်ဘက်မှာရှိမယ်ထင်တယ်ဒါနဲ့အားလုံးကျွန်တော်ပြောကြတယ်တစ်ခုရှိပါတယ်အခုကျွန်တော်ရဲ့ channel subscriber က 2.06k ဖြစ်နေပါတယ်အဲ့တော့ကျွန်တော် 3k အမြန်ဆုံးပြည့်ရှင်နေပါပြီ 3k ပြည့်လို့ရှိရင်လည်းကျွန်တော် fan တွေအတွက်ကျွန်တော် giveaway စီစဉ်ပေးရပါတယ်ဘာ giveaway လဲဆိုတော့ကျွန်တော် robot 300 giveaway ပေးမှာပေါ့နော်အဲ့တော့ကျွန်တော် 3k ပြည့်လို့ရှိရင် robot 300 giveaway ပေးပါမယ်အဲ့တော့ကြည့်နေတဲ့သူတယောက်မကြံကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ကြပါbro ရဲ့တကယ်ချင်းတွေမှာလည်းဒီလိုမျိုး Roblox player တွေ Minecraft player တွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကိုညွှန်မိလိုက်ပါကျွန်တော် Minecraft video တွေ Roblox video တွေပုံမှန်တင်ပေးပါတယ်အဲ့တော့ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ 3k ကြာလို့ရှိရင်ကျွန်တော် giveaway robot 300ပေးမှာပါအဲ့တော့ကျွန်တော် video လေးကိုစလိုက်ကြရအောင် okay ကျွန်တော်ဒီဘက်မှာ iron နေရှိတယ် iron နေဒီ lava can နားမှာ iron နေစုံတာအမှန်တော့ဒီညလေးမှာ diamond တစ်တုံးနှစ်တုံးလောက်ရှိတယ်နော်ကျွန်တော်ကြည့်အောင်ကျွန်တော်ဘိုက်စားနေပြန်ပြီနေခဏကျွန်တော်တငယ်ချင်းမှာအသားတွေပါလားမသိဘူးโอเคဒါကျွန်တော်တို့ခုနကတန်နေကြိုခဲ့တဲ့နေရာပေါ့နော်ကျွန်တော်တော့တန်12တုံးရှိတယ်ဒါလို့ရှိရင်တော့ကျွန်တော်တန်ချက်ကြိုလိုက်မယ်ဒီတန်နေဘာလို့မလို့လဲဆိုတော့ကျွန်တော်တို့ water backup 10ခုလုံးမလို့ပါ10ခုကဘာလို့မလို့လဲဆိုတော့ကျွန်တော်ဒီမှာ lava 10ခုတစ်ခါလေးခတ်ပြီးတော့အပေါ်ကြလို့ရှိရင်neta portal တော့စောက်ကြမယ်ပေါ့နော် okay wait တော့ကျွန်တော် iron pickaxe လေးတစ်ချောင်းလောက်လာမှာကျွန်တော် iron pickaxe မပါလာဘူးကျွန်တော်ဖြစ်တယ်လို့ထွက်ခဲ့တာပေါ့နော်တေးပြီးတော့ကျွန်တော်တငယ်ချင်းနဲ့ okay ဒီမှာ iron နေကျွန်တော် iron နေရလိုiron နေရzombie no ကျွန်တော်တို့စား no okay အခုကျွန်တော်တို့ iron axe လေးတစ်ချောင်းလောက်လောက်လိုက်မယ်ပေါ့နော်ကျွန်တော်တပည့်နေတော့ခောက်အောင်မယ်ခဏနေအိမ်ကိုလည်းချဲ့ရအောင်ပါဆိုတော့ yeah မိဖို့ထဲမှာကျန်တဲ့ iron တွေကိုတော့ကျွန်တော်တငယ်ချင်းကိုပေးပြီးတော့ backup တွေလောက်ခိုင်းလိုက်ကြပါတော့ပြီးတော့ lava 10ခွက်ခတ်လာခိုင်းလိုက်ပါတယ်ရင်တော့ကျွန်တော်တပည့်နေကောင်းမယ်အိုး ship ကျွန်တော်အခုစားနဲ့ရိတ်ခါရှားပါနေရဆိုတော့တိုးတွေကအဖိုးတန်တယ်တိုးတွေနွားတွေကကျွန်တော်အသားရတဲ့အကောင်မှန်များအဖိုးတန်တယ် okay creeper အဖိုးမတန်ဘူးရှော်ပြီ okay လာခဲ့လေးလာခဲ့အခုကတော့ကျွန်တော်ငယ်ချင်းတော့ပြန်ကြုံတာပေါ့နော်လမ်းပြောက်မှာဆိုလို့ wait ခဏနေအောင်ငါတို့ဒီအပေါ်တိုင်းပြန်တက်ရမှာ wait a minute okay နေလာကျွန်တော်ငါထင်တာတော့ဒီဘက်မှာပဲရှိတယ်လိုက်ခဲ့ဟုတ်တယ်ဒီပေါ်မှာလာခဲ့ငါမှာ block တွေပါတယ်နေဟိုဘက်မှာ zombie လားမသိဘူးဘယ်ငါဘယ်ဘက်မှာဟိုရှိနေတယ် zombie ရှိနေတယ်ခဏနေဒီဘက်အတိုင်းလာခဲ့ okay ကျွန်တော်တို့မတသားနဲ့လာခဲ့အောက်မှာ zombie ရှိတယ်ကျွန်တော်သတိထားပြီးလာခဲ့
ကျွန်တော်တပတ်သွားဒီမှာကျွန်တော်အပေါ်တက်မယ်လမ်းโอเคအိမ်မယ်ချလာဗားတွေအမှချလာဗားတွေအမှချဟေးလာဗားတွေအမှချနေရောโอเคအဲ့တော့ငါနေတာပေါ်တယ်စပြီးတော့စောက်တော့မယ်ခဏလာဗားလို့ရှင်ငါ့ကိုသွားထပ်ခတ်ပြီးရောလာဗားလောက်ပါမလားမသိဘူးငါဒီလာဗားနဲ့ရေကိုသုံးနေတာပေါ်တယ်လောက်တယ်တိတ်တော့မလောက်တော့ဘူးဒါပေမဲ့ရပါတယ်စင်ပြေဟဲ့လာဗားကုန်ပြီလာဗားတော့ခတ်ဟာနေသူအမှန်တော့လာဗားတွေလောက်တယ်နော်ကျွန်တော်တိတ်မလောက်တတ်လို့နည်းနည်းချိုရဲမှုဖြစ်ပြီးတော့လာဗားလိုသွားတာကျွန်တော်ငယ်ချင်းတော့ပြန်ခတ်ခိုင်းလိုက်မယ်အရင်လည်းမဝေးပါဘူးအောက်မှာပဲဆိုတော့โอเคသူသွားခတ်နေတဲ့အချိန်မှာကျွန်တော်ကဘာလုပ်မလဲဆိုတော့အိမ်ကိုချဲ့မယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့နှစ်ချက်ခုတ်တစ်ချက်ပြတ်မှာသူသွားနေတဲ့အချိန်မှာသူကအဲ့အလုပ်တစ်ခုလုပ်နေတဲ့အချိန်မှာကျွန်တော်ကနောက်ထပ်အလုပ်တစ်ခုလုပ်မယ်ပေါ့အလဲခဏပြလို့ရှိရင်ကျွန်တော်ဒီဘက်မှာတသားမလောက်ဘူးထင်တယ်အော်လောက်တယ်မှာငါမှတစ်လုံးလေးကျန်နေတယ် wait a minute ခဏ wait a minute okay ခဏကျွန်တော်တို့အမိုးရအောင်မယ်ကျွန်တော်တို့ကျန်းငယ်လက်ခင်းရအောင်မယ်အမိုးလဲမိုးရအောင်မယ်ပေါ့နော်ကျွန်တော်အမိုးတော့ slab နဲ့ပဲမိုးမယ်okay ကျွန်တော်ဒီမှာ slab ပြားလေးလောက်လိုက်မယ်ပေါ့နော် slab ပြား30 okay ကျွန်တော်အမိုးလဲမိုးပွားပါပြီအဲ့တော့ဘာလို့ဖို့ကြံနေလဲဆိုတော့ကျွန်တော်ကျန်းငယ်ခင်းမှုပဲကြံပါတော့တယ်okay အဲ့တော့ကျွန်တော်ကျန်းငယ်တော့ခင်းကြမယ် let's go မှာလီလည်းပြန်လာနေပြီတဲ့တို့သူပြန်လာတယ်ကျွန်တော်အခုကျန်းငင်းခင်းမိရနဲ့သူပြန်လာတယ်ကွက်တီပဲအဲ့တော့ကျွန်တော်အိတ်မယ်ပေါ့နော်ကျွန်တော်နေတာပေါ်တယ်လောက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်မယ်ပေါ့နော်နေတာပေါ်တယ်လောက်ပြီးလို့ရှိရင်တော့โอเคအဲ့တော့ကျွန်တော်အထက်ကကူဖြစ်တဲ့ Iron Food မှာလည်းရပြီပါပြီပေါ့နော်ဒါပေမဲ့ကျွန်တော် Shop Brother and Boca ရဖြစ်သွားတယ်ဒုတိယမြောက်ကူနေတာပေါ်တယ်လည်းခဏနေဆိုရတော့မယ်โอเคအိမ်မယ်ကဲအခုငါတို့โอเคlava quad ပေးlava quad ပေးโอเคနေငါတို့နဲ့တာပေါ်တက်သွားလောက်ကြမယ်โอเคခဏနေရောငါတို့နဲ့တာပေါ်တက်တကားညံ့နေတယ်wait နေငါဘက်ကတခုလုံးနေတယ်ရေလောက်ဖို့လေခဏနေမှတော့ပြန်ယူလိုက်မယ်အဲဆိုကျွန်တော်ရဲ့လုံနေရတယ်လို့ပြမယ်ခဏโอเคโอเคနေရေကွက်မိခဲ့တယ်ခဏโอเคကျွန်တော်ရေကွက်ရပြီโอเคရေကွက်โอเคမအပေါ်မှာတစ်ဆင့်ကြံသေးတယ်โอเคခဏဒီမှာလဲခုနကနေအတိုင်းပဲပေါ့နော်ကျွန်တော်တို့ရေခတ်မယ်ပြလို့ရှိရင်လာဗာနဲ့လုံမယ်ရေခတ်မယ်လာဗာနဲ့လုံမယ်အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်ရေခတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်ပြန်သွားရေထက်ပြီးလို့ရှိရင်ရေပေါ်မှာလာဗာပြန်ထက်โอเคကျွန်တော်တို့ပြလို့ရှိရင်ဘယ်လိုဆက်လုပ်အောင်မလဲမသိဘူးပြလို့ရှိရင်ဘယ်လိုဆက်လုပ်အောင်မလဲခဏနေခဏမုံမားနေပြီခဏငါတို့အပေါ်တစ်ဆင့်တက်ရအောင်မငါမားနေတာဟေးငါမားနေတာဟာရေခတ်လာအောင်မယ် water ခတ်လာအောင်မယ်ခဏနေရောโอเคnot just ဒီမှာမဟုတ်ဘူးကျွန်တော်မားနေတာနေရောခဏဒီမှာကျွန်တော်ဒီမှာလောက်ရမှာ wait ကျွန်တော်ဘာမားနေရလဲမသိဘူးနေရောโอเคဒီလိုရေတော့ခတ်โอเคပြလို့ရှိရင်ဒီမှာရေထားပြန်ဒီမှာလာဗာထားโอเคနောက်ဆုံးတစ်ခုပဲလိုတော့တယ်ပေါ့နော်နောက်ဆုံးတစ်ခုပဲလိုပါတော့တယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဒီလိုလောက်နေပြလို့ရှိရင် slab ပဲပြလို့ရှိရင်ဘယ်လိုလုပ်အောင်လဲဆိုတော့ဒီလိုလောက်ဒီလိုလောက်ပြလို့ရှိရင်ဒီမှာပြရင်ခဏမတဲနဲ့โอเคပြလို့ရှိရင်ဒီမှာနောက်ဆုံးတစ်ခု okay no ရှော့ပြန်ပြီ
ကျွန်တော်ခုနကတော့လာဗာခွက်တစ်ခွက်ကိုမားပြီးတော့ချမိပြီးတော့ကျွန်တော်မီးလောင်ပြီးရှော့သွားတာပေါ့နော်ဟဲโอเคကျွန်တော်နေတာပေါ်တယ်ရတော့ရောက်ပါပြီခဏနေအောင်ခဏနေဒီမီးကိုတားရအောင်မယ်ဟေးဒီမီးကိုတားရအောင်မယ်ဟာခဏပြောလို့ရှိရင်ဒီငါ block တွေချလာတဲ့ဟာတွေအကုန်လုံးဖြတ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ငါတို့နေတာပေါ်တယ်တစ်ခုရပြီโอเค spider ရေးမစားနဲ့ဟာspider လာစားနေတယ် spider အဲ့โอเคကြပြောလို့ရှိရင်တော့တဲတွေဖြတ်โอเคနေအောင်ကျွန်တော်အခုဆိုလို့ရှိရင်တော့ဒီဟွာတော့ရပြီပေါ့နော်နေတာပေါ်တယ်တော့ရပါပြီကျွန်တော်မီချစ်တစ်ခုလုံးမယ်โอเคတော့မီချစ်လုံးမယ်မီချစ်လုံးပြီးဆိုလို့ရှိရင်ကျွန်တော်မီချစ်တော့ချစ်ကြမယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့နေတာပေါ်တယ်ကြီးရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုရဲ့ဂိုးကတော့ပြီးတော့ပါပြီโอเค let's go okay အဲ့တော့ကျွန်တော်နေတာပေါ်တယ်လည်းရတော့ပါပြီအဲ့တော့ကျွန်တော်နေတာပေါ်တယ်ရဲ့ဝင်ကြည့်လိုက်အောင်မယ်โอเคနေတာပေါ်တယ်ထဲမှာပါတယ်ရှိမလဲနေရာကောင်းလားမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အောက်ပိုင်းရောက်နေတယ်အပေါ်တော့ပြန်တက်ရအောင်မယ်အဲ့တော့အဆင်ပြေပါတယ် no ငါခွေးသေးသွားပြီ no okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်တော့ပါပဲဒါကတော့မောင်ကောင်းခင်းတဲ့ episode 2ပဲဖြစ်ပါတယ် episode 3ကိုနောက်နေ့ကျရင်တင်ပြပါမယ်ထပ်သိပ်ပြန်ပြီကွာ okay အဲ့တော့ channel subscribe လုပ်ကြပါ bye bye